မျိုးကြီးတစ်ခုရဲ့စီကားလှုပ်ရှားနေတဲ့လမ်းမတွေထက်မှအချိန်ဆိုတာဘယ်တော့မှနှေးကွေးမသွားပါဘူးမိခင်တယောက်ဟာဘဝကသူ့ကိုအခက်အခဲတစ်ခုပြီးတစ်ခုတွန်းပို့နေချိန်မှာသူ့မိသားစုကိုလဲကြမသွားအောင်စွမ်းကုန်ရုန်းကန်နေရပါတယ်နေ့ရက်တိုင်းဟာတိုက်ပွဲတစ်ခုလိုပါပဲသမင်းတနက်စာဟာလည်းစိန်ခေါ်မှုတစ်ခုဖြစ်လို့နေပါတယ်ဒါပေမဲ့ရှေ့ဆက်ရမယ့်လမ်းဘယ်လောက်ပဲခက်ခဲပါစေသူ့ရဲ့အခြေအနေတွေကိုသူ့အနာဂတ်ရဲ့အဆုံးဖြတ်အဖြစ်သူဘယ်တော့မှအရှုံးမပေးခဲ့ပါဘူးရဲရဲမှုဇွဲလုံးလားနဲ့ရေတွက်လို့မရနိုင်တဲ့ဆွလွတ်အနစ်နာခံမှုတွေကနေတစ်ဆင့်ဘယ်သူမှမနှမ်းဆနိုင်ခဲ့တဲ့ခရီးစဉ်တစ်ခုကိုသူစတင်ခဲ့ပါတယ်အား1986ခုနှစ်မှာစတင်ခဲ့ပါတယ်ဂျင်ဟီလို့အမည်ရတဲ့အသက်အလက်ပိုင်းမျိုးသမီးတစ်ယောက်ဟာတရုတ်နိုင်ငံချင်းတိုမျိုးကတိတ်ဆိတ်ဝေးလံတဲ့ရွာလေးတစ်ရွာမှာအမေညီမဖြစ်သူနဲ့သမီးငယ်2ယောက်တို့နဲ့အတူနေထိုင်ပါတယ်သူခင်ပွန်းကတော့ချောင်စာလို့ခေါ်တဲ့မြို့ကြီးမှာအဝေးမှာတွားရောက်နေထိုင်တာပါခင်ပွန်းဖြစ်သူဟာမိသားစုရဲ့သဘောတူညီချက်မပါဘဲဂျင်ဟီနဲ့လက်ထပ်ခဲ့တာဖြစ်လို့ဒီနှစ်တွေအမျှသူ့ကိုနောက်ချန်ထားခဲ့ပြီးအမေအိမ်မှာပဲသမီးတွေကိုပြုစုပြောထောင်ရင်းစောင့်မျှော်နေခဲ့ရတာပါဒါပေမဲ့အခုတော့နောက်ဆုံးမှာသတင်းစကားရောက်ရှိလို့လာခဲ့ပါပြီသူခင်ပွန်းကထိုင်းနိုင်ငံမှာအခြေချတော့မှာဖြစ်ပြီးသူတို့ကိုပါလိုက်လာစေချင်နေပါတယ်ဒါကြောင့်သူတို့မထွက်ခွာမီညနေမှာမိသားစုတွေနောက်ဆုံးအချိန်ဆုံစည်းကြပါတယ်အမေဖြစ်သူအကြိုက်ဆုံးဟင်းလျာဖြစ်တဲ့ဖတ်ထုတ်တွေကိုအတူတကူလုပ်ကြပါတယ်အမေကမေတ္တာနဲ့ဂရုစိုက်မှုအပြည့်နဲ့လုပ်ပေးခဲ့ပေမဲ့ဂျင်ဟီလုပ်တဲ့ဖတ်ထုတ်တွေကပိုလို့တောင်အရသာရှိတယ်လို့အားလုံးကသဘောတူကြပါတယ်မထွက်ခွာမီမှာအတော်ဖြစ်သူကဟောင်ကောင်မှာနေတဲ့ဂျင်းလို့ခေါ်တဲ့ဝမ်ကွဲညီမရဲ့ဖုန်းနံပါတ်လေးကိုသူ့လက်ထဲတိုးတိုးတိတ်တိတ်ထည့်ပေးလိုက်ပါတယ်အကူအညီလိုရင်သူနဲ့ဆက်သွယ်လိုက်ပါလို့တိုးတိုးလေးပြောလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ဂျင်ဟီဟာသမီးတွေကိုခေါ်ပြီးချောင်စာမျိုးစီထွက်ခွာခဲ့ပါတယ်ဘူတာယုံမှာခင်ပွန်းဖြစ်သူဟန်ဂျိုကစောင့်နေတယ်လို့သူ့အမေကလည်းစောင့်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာသူ့ရောက်ခမပြောလိုက်တဲ့စကားကဂျင်ဟီရဲ့ကဘာကြီးကိုရိုက်ခွဲပစ်လိုက်တယ်လို့ပါပဲလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူ့သားကိုချမ်းသာတဲ့ထိုင်းမိသားစုတစ်ခုစီအမျိုးဆက်လက်ထပ်ပေးခဲ့ကြောင်းအခုထိုင်းမှာအမျိုးသမီးတစ်ရဲ့စီးပွားရေးကိုကူညီစီမံပေးနေကြောင်းသူတို့မှာအိမ်ဖော်တစ်ယောက်လိုအပ်နေတာမို့ဆန္ဒရှိရင်အဲ့ဒီအလုံးနဲ့လိုက်သွားလို့ရကြောင်းပြောလိုက်ပါတယ်ဂျင်ဟီတယောက်လုံးငြိမ်ကျသွားခဲ့ပါတယ်ဒုတိယမင်္ဂလာဆောင်အကြောင်းသူဘာမှမသိခဲ့ရပါဘူးစစ်မှန်တဲ့ဘဝတစ်ခုကိုသမီးတွေနဲ့အတူတည်ဆောက်တော့မယ်လို့သူတကယ်ကိုယုံကြည်ခဲ့တာပါအခုတော့စကားတခွန်းလေးနဲ့အဲ့ဒီအိမ်မက်ဟာပျောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီညနေမှာဟန်ဂျိုကသူတို့ကိုမဖွင့်ပြိုးသေးတဲ့မြို့ထဲကအခန်းငယ်လေးတစ်ခုစီခေါ်သွားပါတယ်ဂျင်ဟီကိုဖတ်ထုတ်လုပ်ပေးဖို့တောင်းဆိုတာကြောင့်သူလည်းအားလုံးအတွက်ငြိမ်ငြိမ်သက်သက်နဲ့တည်တည်ငြိမ်ငြိမ်လုပ်ပေးခဲ့ပါတယ်စားတော့နေကြရင်ခင်ပွန်းကမနှက်ဖြန်ထိုင်းကိုထွက်ခွာတော့မယ်လို့ကြေညာပါတယ်ဒါပေမဲ့ဂျင်ဟီကစကားဆက်လိုက်ပါတယ်ရှင်နဲ့အတူတာဝန်ကျေနိုင်ပါတယ်ရှစ်မိသားစုဘေးမှာလည်းရက်တီပေးနိုင်ပါတယ်ဒါပေမဲ့နောက်မိန်းမတစ်ယောက်ရဲ့အိမ်ဖော်တော့အဖြစ်မခံနိုင်ဘူးကျမတို့ကိုဟောင်ကောင်ပဲလိုက်ပို့ပေးပါနှစ်ယောက်လုံးအလုံးလုံးကြမယ်ကလေးတွေကိုကြောင်းထားမယ်အတူတူတစ်ခုခုတိဆောက်ကြမယ်လို့ပြောလိုက်ပါတယ်ဟန်ဂျိုရဲ့အဖြေကတော့တိတ်ဆိတ်မှုနဲ့အဆုံးသက်ပြတ်ဆဲမှုပါပဲမနှက်ဖြန်မှာသူထိုင်းကိုသွားတော့မှာဖြစ်ပြီးဒါဟာသူ့ရဲ့ဆုံးဖြတ်ချက်ပါပဲသူတကားအပြင်ကိုထွက်သွားခဲ့ပါတယ်ကလေးတွေအနောက်ကနေလှမ်းခေါ်ပေမဲ့သူလှည့်ပင်မကြည့်ခဲ့ပါဘူးဂျင်ဟီဟာမသိတဲ့မြို့ကြီးထဲမှာကလေး2ယောက်နဲ့ဘာအစီအစဉ်မှမရှိဘဲတယောက်တည်းကြံရစ်ခဲ့ပါတယ်အိမ်ပြန်သွားရင်လည်းအမေရဲ့အသေးကိုခွဲရရောက်ပါလိမ့်မယ်ဒါပေမဲ့ဒီမှာရောသူဘယ်လိုလုပ်အသက်ဆက်နိုင်မှာလဲသူဒီမှာပဲနေပြီးတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအလုပ်လိုပါတယ်ဒါပေမဲ့ဒေသစကားကမတူတာကြောင့်လူတွေကသူ့စကားကိုနားလည်ဖို့ရုန်းကန်ရပါတယ်ဒါကြောင့်သူစကားမပြောဘဲရဲဝံ့စွာနဲ့တက်ကြီးစုံတွေရဲ့စတိုးဆိုင်ထဲဝင်သွားပြီးစာရွက်ပေါ်မှာကျမအလုပ်လိုချင်ပါတယ်လို့ရေးပြလိုက်ပါတယ်သူတို့ကပလတ်စတစ်ပန်းပွင့်တွေတက်စင်ကြီးကိုပြသပေးရာတစ်ချိန်ကြည့်ုံနဲ့တင်သူနားလည်သွားခဲ့ပါတယ်အမျိုးသမီးကပြုံးပြီးအလုပ်ကိုချက်ချင်းပေးလိုက်ပါတယ်အဲ့ဒီညမှာဂျင်ဟီမအိတ်ခဲ့ပါဘူးအမှောင်ထုထဲမှာပန်းပွင့်လေးတွေကိုတပွင့်မကြံတက်ဆင်ခဲ့ပါတယ်မနက်မိုးလင်းတာနဲ့အကုန်လုံးကိုတွားရောက်ပို့ဆောင်ပေးခဲ့ပြီးအလုပ်ခလည်းရခဲ့ပါတယ်ဒါပေမဲ့ပန်းပွင့်အလုပ်တွေပြီးသွားပြီဖြစ်ကြောင်းနဲ့နောက်ထပ်မရှိတော့ကြောင်းပြောခံလိုက်ရပါတယ်သူ့ရင်ထဲမွန်းကျက်သွားခဲ့ပေမဲ့ကလေးရုပ်အသစ်တွေရောက်လာတာကြောင့်မျောလင့်ချက်ပြန်လည်နိုးထလာခဲ့ပါတယ်အမျိုးသမီးနဲ့စကားပြောပြီးအလုပ်ကိုတွန်းဆုတ်မနေပဲလက်ခံလိုက်ပါတယ်မနက်ဖြန်အထိညနက်အောင်ပြန်လုပ်ခဲ့ပြီးအယုတ်တိုင်းကိုပြီးစီးအောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့ပို့ပေးဖို့ပြင်ဆင်နေချိန်မှာပဲသမီးငယ်လေးပန်းကရုတ်တရက်ဖျားနာသွားခဲ့ပါတယ်။သမီးကြီးဘေးကတိတ်တဆိတ်ရှေ့ထွက်လာပြီးမေမေညီမလေးနဲ့နေခဲ့ပါသမီးဆိုင်ကိုသွားပို့ပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့ဘေးဟာလမ်းတွေကိုမသိသေးတာကြောင့်လမ်းမပြီးပျောက်သွားခဲ့ပါတယ်။အချိန်တွေအများကြီးကုန်လွန်သွားခဲ့ပြီးဂျင်ဟီစိုးရိမ်လာခဲ့ပါတယ်။ဆိုင်ကိုကိုယ်တိုင်သွားကြည့်တဲ့အခါဘေးဟာဟိုးအိမ်ကလေးကလာပို့ပြီးပြန်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။အိမ်ကိုအမြန်ပြန်ပြေးခဲ့ရာဘေးကဘေးကင်းစွာရှိနေပေမဲ့ကြောက်ရွံ့မှုကဒေါသအဖြစ်ပြောင်းလဲသွားပြီးဂျင်ဟီအတန်ကျဲကျဲနဲ့စူပူလိုက်မိပါတယ်
အဲ့ဒီအခါသမီးငယ်လေးကမမလမ်းပြောက်ပြီးချော်လဲလို့ဒဏ်ရာရသွားတာလို့တိုးတိုးလေးပြောပြလိုက်ပါတယ်။အဲ့ဒီအခါဒေါသတွေဟာရုတ်ချီးပြောက်ကွယ်သွားခဲ့ပါတယ်။ဂျင်ဟီကသမီးကိုအနီးသို့ဆွဲယူကတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပါတယ်။ခဏအကြာမှာတော့တက်ကြီးစုံတွေကအရေးကြီးသတင်းနဲ့ရောက်ရှိလာပါတယ်။ရဲတွေကအထောက်အထားစစ်ဆေးဖို့ဧရိယာထဲဝင်လာနေကြတာပါ။ဂျင်ဟီရဲ့စာရွက်စာတမ်းတွေကိုကြည့်လိုက်ရမှာနေထိုင်ခွင့်တက်တန်းကုန်ဆုံးနေပြီဖြစ်လို့နောက်ထပ်တနာရီမှမနေနိုင်ကြောင်းဟောင်ကောင်ကိုအခုချက်ချင်းထွက်သွားရတော့မည်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျင်ဟီကအတော်ပေးလိုက်တဲ့နံပါတ်ကိုဖုန်းဆက်ပြီးဝမ်းကွဲညီမချင်းကိုအကူအညီတောင်းလိုက်ပါတယ်။ရှိသမျှပစ္စည်းနှဲငယ်ကိုထုတ်ပိုးပြီးအမြန်ထွက်ခွာခဲ့ကြပါတယ်။အဖိုးအဖွားဆောင်တွေကဆက်လေရှိရာရေဆက်စီကိုတိတ်တဆိတ်လိုက်ပို့ပေးခဲ့ကြပါတယ်။ဂျင်ဟီနဲ့သမီးတွေဟာဒီစေတနာရှင်စိမ့်သက်သူတွေကိုနှုတ်ဆက်ပြီးမတိသေးတဲ့မြို့ကြီးစီမရေရာတဲ့မနှက်ဖြန်တစ်ခုစီတွားရောက်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ကဟောင်ကောင်ဟာပတ်ဝန်းကျင်မြို့တွေထက်ပိုမိုဖွံ့ဖြိုးခဲ့တာကြောင့်ဘဝသစ်အတွက်တရားမဝင်ဝင်ရောက်သူတွေများပြားခဲ့ပြီးအလုပ်ကိုင်ရှားပါမှုနဲ့နေထိုင်မှုခက်ခဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဂျင်ဟီရဲ့စာရွက်စာတမ်းတွေကိုကူညီပေးပြီးလူအများကြီးစုပေါင်းနေထိုင်တဲ့အိမ်တအိမ်မှာအခန်းတစ်ခန်းစီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့အိမ်ရှင်မဟောင်းကစေတနာကောင်းသူဖြစ်ပြီးပထမ3လစာအတွက်ရှော့ပေးကပတ်စံရှိမှပေးဖို့နဲ့ဘုံမီးဖို့ချောင်းကိုသုံးနိုင်ကြောင်းပြောခဲ့ပါတယ်။ဂျင်ဟီကကျေးဇူးတင်စွာဖြင့်သမီးတွေကိုခေါ်ဆောင်ကဝင်ရောက်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဂျင်ဟီကအရင်ကသူနာပြုလုပ်ခဲ့မှုတဲ့အတွေ့အကြုံနဲ့ဆေးရုံမှာအလုပ်သွားလျှောက်ပေမဲ့ဟောင်ကောင်ပြင်ပကသူများကိုအစိုးရအလုပ်မပေးတော့ကြောင်းအေးဆက်စွာညှင်းပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့သူမရက်တန့်ခဲ့ပဲအလုပ်မှန်သမျှလိုက်လျှောက်ခဲ့ရာစားတောက်ဆိုင်တစ်ခုပြင်ပမှာအလုပ်ခေါ်စာတွေ့လို့စာပွဲထိုးပကံစေးအလုပ်ကိုရရှိခဲ့ပါတယ်။မြစ်ပတ်ဆုပ်ပြက်နေတဲ့မိဖို့ချောင်းကိုပထမဆုံးဆက်ဆုပ်မိပေမဲ့တာဝန်သိစွာနဲ့တပြိုင်နက်တန်ရှင်းရေးလုပ်ပြီးအလုပ်စတင်ခဲ့ပါတယ်။ညနေမှာသမီးကြီးကိုအလုပ်ရကြောင်းနဲ့သမီးငယ်ကိုကြောင်းပို့ဖို့မှာကြားခဲ့ပါတယ်။ဂျင်းရဲ့မိတ်ဆက်ပေးမှုကြောင့်မနက်တိုင်းစီးကြိုယောဂါသည်အမျိုးသမီးတဦးကိုဆေးထိုးပေးတဲ့အပိုအလုပ်တစ်ခုကိုပါလက်ခံခဲ့ပါတယ်။မနက်4 နာရီမှာနိုးအိမ်ရှင်မရဲ့ဖျားစင်မှာဆူတောင်းဆေးထိုးပေးပြီးနောက်ပကံဆေးအလုပ်ကိုညနေထိပင်ပန်းစွာလုပ်ကင်ခဲ့ပါတယ်။မနက်တစ်ခုမှာစိတ်တိုတက်တဲ့အိမ်ကြီးချင်းတယောက်နဲ့ငင်းခုန်ခဲ့ရပေမဲ့လျှက်စစ်မီဒီပြစနစ်နဲ့ကူညီပေးတဲ့အဝိရှော်သမားအဖိုးကိုကျေးဇူးတင်ခဲ့ရပါတယ်။ပထမဆုံးလစာရချိန်မှာမြို့နယ်အိမ်စီပတ်စံအချို့ပြန်ပို့ပေးခဲ့ရတာကြောင့်အိမ်လစာအပြည့်မပေးနိုင်ခဲ့ပေမဲ့အိမ်ရှင်မဟောင်းကနားလည်ပေးခဲ့ပါတယ်။အိမ်ရှိအခြားသူများ၏စေတနာနှင့်ချစ်ခင်မှုကိုရရှိခဲ့တော်လဲမိန်းမဖြစ်သူ၏ပင်ပန်းစွာရှာဖွေကျွေးမွေးမှုကိုမတင်ငါပဲမကောင်းပြောတတ်သည့်အလုံးမလုံးသောအမျိုးသားတဦးလည်းရှိနေခဲ့ပါတယ်။အဲ့ဒီအမျိုးသားကသမီးငယ်လေးကိုအကြောင်းမဲ့ဆဲဆိုခဲ့သလိုဂျင်းဟီကိုပါရိုင်းဆိုင်စွာပြောဆိုခဲ့တာကြောင့်အိမ်ရှင်မကဝင်ရောက်တားဆီးပေးခဲ့ရပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့သမီးငယ်လေးကိုဂျင်းဟီကခေါင်မိုးထက်မှနှစ်သိမ့်ပေးခဲ့ပြီးအဲ့ဒီမှာပဲမုံဖိုးဟုခေါ်သောအိမ်ကြီးချင်းတဲ့အဖိုးဆန်းနဲ့မိတ်ဆွေဖြစ်ခဲ့ကြပါတယ်။နှစ်သက်ကူအချိန်ရောက်ရှိလာချိန်မှာဂျင်ဟီကအိမ်စီစာရေးခဲ့တော်လဲအမှန်တိုင်းမရေးပဲခင်မွန်းဤစွန့်ပစ်မှုနှင့်ပင်ပန်းလာသောအလုပ်သုံးခုလုံးနေရသည့်အကြောင်းကိုလျှို့ဝှက်ထားခဲ့ပါတယ်။နှစ်သက်ကူညမှာတော့ဂျင်ဟီကအားလုံးအတွက်အရသာရှိလာသောဖတ်ထုတ်များကိုချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။သို့သောအချိန်နှဲငယ်အကြာတွင်စားတောက်ဆိုင်၌ချောလဲကြကကြောရိုးကျိုးသွားခဲ့ပြီးအလုပ်လုပ်ရန်မဖြစ်နိုင်တော့ပေ။ဆိုင်ရှင်ကလည်းရော်ကြေးမပေးဘဲရက်ဆက်စွာညှင်းပယ်ခဲ့သလိုတရုတ်ပြည်မကြီးမှလာသူများအားအလုပ်မပေးတော့သည့်စီကန်းကြောင့်ညပိုင်းအလုပ်ပါပျောက်ဆုံးသွားခဲ့ရပါတယ်။စိတ်တကြကခေါင်မိုးစွန်းမှခုန်ချရန်ကြံရွယ်စဉ်သမီးငယ်လေး၏အတန်ကြောင့်သတိပြန်ဝင်လာခဲ့ပြီးမုံဖိုး၏ကူညီဆောင်ရှောက်မှုအစားအသောက်ကျွေးမွေးမှုတို့ကိုခံယူခဲ့ရပါတယ်။မုံဖိုး၏အကြံပေးချက်အရဂျင်ဟီသည်သူ၏လက်စွပ်ကိုရောင်းချကာရှေ့နေ၏ကူညီမှုဖြင့်ရထိုက်သောရော်ကြေးငွေကိုပြန်လည်ထုတ်ယူခဲ့ပြီးဖတ်ထုတ်ရောင်းသည့်ရီစားတွန်းလဲလေးကိုစတင်ခဲ့ပါတယ်။ပထမဆုံးနေ့တွင်စီကားသောသင်္ဘောစိတ်၌စတင်ရောင်းချခဲ့တော်လဲဒေသခံများကဖတ်ထုတ်ကိုမတိကြသည့်အပြင်ရဲများလာရောက်ဖမ်းဆီးမှုကြောင့်တခုမျှမရောင်းရဘဲဖတ်ထုတ်များသို့သူရုပ်ဆိုးသွားကလွှင့်ပစ်ခဲ့ရပြီးဝမ်းနည်းစွာငိုကြွေးခဲ့ရပါတယ်။သို့သောအိမ်ရှင်မဟောင်းအားပေးစကားများနှင့်ကူညီမှုပေးမည်ဟုသောကတိများကြောင့်ဂျင်ဟီသည်အားပြန်မွေးနိုင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်သင်္ဘောစိတ်သို့ပြန်လည်သွားရောက်သောအခါကျောင်းသားအုပ်စုတစုရောက်ရှိလာပြီးဖတ်ထုတ်ကိုမြည်ဆန်းကြည့်ကအရန်ကောင်းကြောင်းချီးမွမ်းကြသည့်အခါ
ဂျင်ဟီ၏ရင်ထဲတွင်မကြုံစဖူးပျော်ရွှင်မှုများပြည့်နှက်သွားခဲ့ပါတော့တယ်။စမ်းသက်ကြည့်ကြရာမှာအရသာရှိလာတာကြောင့်အဖိုးကိုမုံဖိုးကလည်းအနောက်ကနေကြည့်ပြီးအားလုံးထက်ပိုမိုပြုံးရွှင်နေခဲ့ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲလူအုပ်ကြီးစုဝေးလာခဲ့ပေမဲ့ရဲတွေပြန်လည်ရောက်ရှိလာတာကြောင့်လူတွေအားလုံးထွက်ပြေးကြရပြန်ပါတယ်။ရုပ်ရုပ်သဲသဲဖြစ်သွားစဉ်မှာဂျင်ဟီရဲ့အိုးတစ်လုံးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ရဲအရာရှိကအိုးကိုကောက်ယူပြီးသူ့ထံပြန်ပေးကဒီနေရာကနေမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။ရက်အနေငယ်အကြာမှာတော့တက်ကြီးဝယ်သူတဦးကဖတ်ထုတ်ကိုစားသုံးပြီးနောက်အရသာတော့ကောင်းပါတယ်။ဒါပေမဲ့မုံနှင်းလွာကထူလွန်းတယ်ပူပါပြီးချောမွေ့အောင်လုပ်ပါလို့အကြံပေးစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်လမ်းဘေးစားစာဆိုတာဘယ်တော့မှမပြည့်စုံနိုင်ပါဘူးလို့ဆက်ပြောသွားခဲ့ပါတယ်။ဂျင်ဟီဟာအဲ့ဒီစကားကိုရင်ထဲဆွဲမှတ်သွားပြီးအကြိမ်ကြိမ်ပြန်လဲစူးစမ်းခဲ့ပါတယ်။အိမ်ရှင်မဟောင်းထံကိုတပန်းကန်ပြီးတပန်းကန်ယူဆောင်ပြသခဲ့ပေမဲ့မပြည့်စုံသေးပါဘူး။နောက်ဆုံးမှာတော့သူ့ရဲ့ပင်ကိုအတိစိတ်အတိုင်းမုံနစ်ထဲသို့စားရည်ထဲကစမ်းသက်ဆက်လိုက်ပါတယ်။ဖတ်ထုတ်ကိုခောက်ပြီးမြည်စမ်းကြည့်လိုက်တဲ့အခါမှာတော့ဒီတစ်ချိန်မှာစံပြဖြစ်အောင်ရရှိသွားခဲ့ပြီးအလုတ်ကင်တွေလည်းပုံမရောင်းအားတက်လာခဲ့ပါတယ်။ရက်ပိုင်းတွင်းမှာပဲအိမ်နီးနားချင်းတွေကြားသတင်းပြန့်နှံ့သွားပြီးသူ့ရဲ့ဖတ်ထုတ်တွေဟာနာမည်ရလာခဲ့ပါတယ်။အဲဒီနောက်တနေ့မွန်းလွဲပိုင်းမှာတော့ဒေသခံလူမိုက်ကောင်းဆောင်ဟာတပည့်တွေနဲ့အတူစက်ကြေးတောင်းဖို့ရောက်ရှိလာခဲ့ပါတယ်။ဒီဧရိယာကလမ်းဘေးဈေးတဲ့တိုင်းစက်ကြေးပေးကြရတာပါ။ဒါပေမဲ့လူမိုက်တယောက်ကဂျင်ဟီရဲ့သမီးငယ်လေးစီလက်လန်းလိုက်တဲ့အခါမှာတော့ဂျင်ဟီစိတ်ထဲတစ်ခုခုပြောင်းလဲသွားပြီးဓာတ်တစ်ချောင်းကိုကောက်ကင်လိုက်ပါတယ်။လူမိုက်ကောင်းဆောင်ဟာငြိမ်ကျသွားခဲ့ပြီးသူ့မျက်နှာမှာဒေါသမဟုတ်ပဲအတိတ်ကအမှတ်တရတစ်ခုဖြစ်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့ကိုယ်ပိုင်မိခင်ကလေးတွေကိုကာကွယ်ဖို့အတွက်ဘာမဆိုလို့ရဲတဲ့အဲ့ဒီတူညီသောမိတောင်းနဲ့မေတ္တာတရားတို့ကိုမြင်တွေ့လိုက်ရတာပါ။သူကဖတ်ထုတ်တပံကန်ငြိမ်သက်စွာတောင်းဆိုခဲ့ပြီးစားသုံးခဲ့ပါတယ်။အဲ့ဒီနောက်သူ့တပည့်တွေကိုပါစားခိုင်းခဲ့ရာတပည့်တွေလည်းအံ့အားသင့်သွားခဲ့ရပါတယ်။သူကတပည့်ဖြစ်သူကိုအားလုံးအတွက်ပတ်စံရှင်းပေးလိုက်ပကံနှစ်ဆက်စာအပြည့်ပေးလိုက်လို့ခေါ်ဆိုခိုင်းစေခဲ့ပါတယ်။မထွက်ခွာမီမှာတော့သူ့အမေမွေးနေ့အတွက်ဖတ်ထုတ်900မှာယူသွားခဲ့ပြီးဂျင်ဟီကလည်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဒီနေ့မှာတော့ရဲတွေပြန်လည်ရောက်ရှိလာပြီးဒီတစ်ချိန်မှာတော့ဈေးသည်တွေကိုမောင်းထုတ်ယုံတင်မကပဲဖမ်းဆီးမှုတွေပါပြုလုပ်ခဲ့ကြပါတယ်။တွန်းလဲတွေနဲ့ပစ္စည်းတွေကိုကားပေါ်တင်ဆောင်ကြရာမှာရဲအရာရှိကခရီးသည်သွားလမ်းကိုပိတ်ဆို့တာဟာပြစ်မှုဖြစ်လို့အရေးယူမှုတွေရှိလာမှာပါလို့ရှင်းပြခဲ့ပါတယ်။ဂျင်ဟီရဲ့သမီးကကန့်ကွက်ဆိုပြုစဉ်မှာဂျင်ဟီကတားဆီးလိုက်ပါတယ်။သူကရဲရရှိထံတည်ငြိမ်စွာလှည့်ကြည့်ပြီးကျမတို့ကိုအပြစ်ပေးပါလက်ခံပါတယ်။ဒါပေမဲ့ကလေးတွေရဲ့ကျောင်းတွေအိတ်တွေအဲ့ဒီတွန်းလဲထဲမှာကျန်နေခဲ့ပါတယ်။ကျေးဇူးပြုပြီးအဲ့ဒါလေးတွေတော့ပြန်ပေးပါ။ကျမဒီလမ်းမတွေပေါ်မှာအစားအသောက်ရောင်းနေတာဟာသမီးလေးတွေကျောင်းတက်နိုင်ဖို့နဲ့အကျိုးရှိတဲ့သူတွေဖြစ်လာစေခြင်းလို့ပါ။ဒါဟာကျမဒီမှာရှိနေရတဲ့တခုတည်းသောအကြောင်းရင်းပါပဲလို့ပြောရင်းအတန်တွေတုံရင်လာခဲ့ပါတယ်။ရဲအရာရှိဟွာကသူ့ကိုကြည့်လိုက်ပြီးအသက်ဆက်နိုင်ဖို့ရုန်းကန်နေကြရတဲ့ဒီပင်ပန်းနွမ်းနယ်နေသောတာမန်ပြည်သူတွေကိုငေးမောကြည့်လိုက်ပါတယ်။အဲဒီနောက်အားလုံးကိုလှုပ်ပေးလိုက်ပြီးဘသူမှမမျှော်လင့်ထားတဲ့လုပ်ရက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ခရီးသည်သွားလမ်းမှာစနစ်တကျနဲ့စီကံတကျရောင်းချခွင့်ပေးလိုက်တာပါ။ထွက်ခွာစဉ်မှာတော့တားငယ်လေးဖျားနာနေလို့ဆရာဝန်ပြဖို့လိုအပ်နေတဲ့အမျိုးသမီးတဦးကိုတွေ့ရှိသွားပြီးသူ့အိတ်ကတ်ထဲကပတ်စံထုတ်ယူကကူညီပေးခဲ့ပါတယ်။ဈေးသည်တွေဟာသူ့ထွက်ခွာသွားတာကိုငေးကြည့်ကြံရစ်ခဲ့ကြပါတယ်။နောက်တနေ့မနက်မှာရဲအရာရှိဟွာရောက်ရှိလာတဲ့အခါဂျင်ဟီကညံ့နက်အောင်ရောင်းလို့လာရောက်ပိတ်သိမ်းခိုင်းတာထင်မှတ်ပြီးစိုးရိမ်ခဲ့ပေမဲ့ဟွာကပြုံးပြကခေါင်းခါပြခဲ့ပါတယ်။သူဟာဖတ်ထုတ်လာဝယ်တာဖြစ်ပြီးသတင်းတွေကြားသိရလို့အားလုံးကဒီဖတ်ထုတ်အကြောင်းပြောနေကြကြောင်းပြောပြခဲ့ပါတယ်။သူကတစ်ခုပြီးတစ်ခုစားသုံးကလှိုက်လိုက်လဲချီးမွမ်းခဲ့ပြီးသူ့ရဲ့မွေးရမြေချင်းတို့မှာတော့ဖတ်ထုတ်ဟာအဓိကအစာဖြစ်ပေမဲ့ဒီမျိုးမှာတော့ဘာမှရှာမရကြောင်းပြောကြားခဲ့ပါတယ်။ဂျင်ဟီကလှမ်းကြည့်ကကျမလည်းချင်းတို့ကပါပဲလို့ပြောလိုက်ရာဝေးကွာလှသောမွေးရမြေတူများဤတိတ်ဆိတ်သောအတိမတ်ပြုမှုနှင့်နှွေးထွေးမှုကိုခံစားလိုက်ကြရပါတယ်။သူကသားသမီးတွေအတွက်အထုပ်ကြီးကြီးတစ်ထုပ်မှယူကပတ်စံပေးပြီးထွက်ခွာသွားခဲ့ပါတယ်။9 နှစ်ကုန်လွန်သွားခဲ့ပြီးတင်မောစိတ်ဟောင်းလေးဟာတိတ်ဆိတ်သွားခဲ့ကတက်တန်းကုန်ဆုံးခဲ့ရပါတယ်။ဂျင်ဟီကပုံမှန်ဝယ်သူတွေအတွက်ကစားကွင်းမှာကျမကိုရှာပါဆိုတဲ့လက်ရေးတိုလေးခြံထားခဲ့ပါတယ်။အဲ့ဒီမှာတော့တေးသေးချာချာတိဆောက်ထားတဲ့ဆိုင်စစ်လေးဒီဇိုင်းဖြစ်လာခဲ့ပြီးအပြင်ဘက်မှာတန်းစီနေကြသောလူအုပ်ကြီးတန်းစီနေခဲ့ပါတယ်။အဲ့ဒီအထဲမှာဂျပန်အမျိုးသားတဦးလဲပါဝင်ပြီးမုတ်လာရောက်စား300ကနေပုံမှန်ဝယ်သူဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့ဂျင်ဟီဟာရဲအရာရှိဟွာနဲ့သူ့ရဲ့ကလေးတွေကိုတွေ့ဆုံခဲ့ပြီးဆိုင်တစ်တို့ခေါ်ဆောင်သွားခဲ့ပါတယ်။
မကြာမီမှာပဲဟွာနဲ့ကလေးတွေကိုအိမ်ချက်စာဖြင့်ဧည့်ခံခဲ့ရဟွာရဲ့သမီးလေးကမေထွက်သွားကြတဲ့ကဒီလိုရတာရှိတဲ့အစားအစာမစားခဲ့ရဘူးလို့တိုးတိုးလေးပြောခဲ့ပါတယ်။ဟွာရဲ့ဇနီးတွေလည်းမရှိတော့ပဲကလေးတွေကိုတယောက်တည်းပြုစုပြောထောင်နေရသူဖြစ်တာကြောင့်ဂျင်ဟီနဲ့ဘဝတူဖြစ်နေခဲ့ပါတယ်။ရက်အနှဲငယ်အကြာမှာတော့ဟွာကရေကူးတင်တန်းလျှောက်လွှာတွေယူဆောင်လာပြီးကလေးအားလုံးကိုအတူတူအနံပေးခဲ့ပါတယ်။တစ်နှစ်အကြာမှာတော့ဂျင်ဟီဟာသမီးတွေကိုခေါ်ပြီးရွာရှိအမေထံတွားရောက်လဲပတ်ခဲ့ပါတယ်။ဒီနှစ်တွေအမျှအမေဖြစ်သူကသူ့ကိုအစိုးရဆေးရုံမှာအလုပ်လုပ်ရင်းဟောင်ကောင်မှာအမျိုးသားရောက်ခမတို့နဲ့အတူအဆင်ပြေစွာနေထိုင်နေတယ်လို့ယုံကြည်နေခဲ့တာပါ။အဲဒီနေ့မှာမှဂျင်ဟီကအမှန်တရားကိုပထမဆုံးအကြိမ်ထုတ်ပြောခဲ့ပါတယ်။သူထွက်ခွာလာသည့်နေ့မှာပင်ခင်ပွန်းဖြစ်သူထွက်သွားခဲ့ကြောင်းကုန်လွန်ခဲ့သောနှစ်များစွာမှာလဲကျမှုယုံထွက်မှုမောပန်းမှုနှင့်ဇွဲလုံးလာတို့ဖြင့်ပြည့်နှက်နေခဲ့ပြီးအစကနေကိုယ်တိုင်တိဆောက်ခဲ့ရကြောင်းပြောပြခဲ့ရာအမေဖြစ်သူဟာစကားတခွန်းမျှမဆိုနိုင်ဘဲငိုကြွေးခဲ့ရပါတယ်။ဟောင်ကောင်သို့ပြန်ရောက်သောအခါဘဝဟာတိတ်ဆိတ်သောစီးချက်အတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။ဖတ်ထုတ်တွေကိုနိုင်ပေါင်းများစွာခောက်ပြီးနောက်လက်များနာကျင်နေချိန်မှာအင်ရှင်မဟောင်းကဘာမှမပြောဘဲဘေးမှာထိုင်ကနှိမ့်နေပေးခဲ့ပါတယ်။အဲဒီနောက်ဆိုင်များခဏပိတ်ထားရမည့်ပြဿနာတစ်ရောက်ရှိလာတာချင်းဟီကအိမ်တိုင်ယာရောက်ပို့ဆောင်ပေးသည့်စနစ်ကိုပြောင်းလဲလုပ်ကင်ခဲ့ပြီးဖုံးသုံးခွင့်ပေးခဲ့သောဟောင်းကြောင့်အော်ရာများဆက်လက်ရရှိနေခဲ့ပါတယ်။ညနေတစ်ခုမှာတော့ဟောင်းကရဲရရှိဟွာကမင်းကိုသဘောကျနေတာစဉ်းစားတဲ့နဲ့ကလေးတွေအတွက်လည်းမိသားစုအစ်စ်ရရှိနိုင်တယ်လို့မင်းလည်းလူကောင်းတစ်ယောက်နဲ့ထိုက်တန်ပါတယ်လို့ပြောခဲ့ပါတယ်။အလားတူဟွာကလည်းတမီးကြီးဘေးကိုဂျင်ဟီပိတ်ရက်တွေမှာဘယ်သွားတက်လဲလို့မေးမြန်းရာတင်းချိုင်းကိုသွားပါတယ်လို့ဖြေကြားခဲ့တာကြောင့်ဟွာလိုက်သွားခဲ့ပါတယ်။ဟွာကဒီမျိုးမှာဒီနေရာကိုဘာလို့ရွေးရတာလဲလို့မေးရချင်းဟီကတနေ့တာပြီးဆုံးသွားပြီးတိတ်ဆိတ်တဲ့အချိန်ရရင်ဒီနေရာဟာကျမအတွက်အငြိမ်းချမ်းဆုံးပါပဲလို့ဖြေခဲ့ပါတယ်။ဟွာကကနေဒါသို့ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းနှင့်ဂျင်ဟီကလေးများကိုပါခေါ်ဆောင်သွားခြင်းကြောင်းပြောကြားကာလက်ကမ်းပေးခဲ့ပေမဲ့ဂျင်ဟီကထိုလက်ကိုစုပ်ကိုင်မယူခဲ့ပါဘူး။တနေ့မှာတော့အမျိုးသမီးငယ်တဦးရောက်ရှိလာပြီးသူ့အထက်လူကြီးကတွေးဆုံခြင်းကြောင်းပြောတာကြောင့်လိုက်သွားရာပုံမှန်ဝယ်သူဖြစ်သောဂျပန်အမျိုးသားကြီးဖြစ်နေသည်ကိုတွေ့ရှိရပါတယ်။သူကစူပါမားကတ်ကွင်းဆက်ကြီးလုပ်ကိုင်နေပြီးဂျင်ဟီရဲ့ဖတ်ထုတ်တွေကိုရောင်းချခြင်းကြောင့်ထုတ်လုပ်မှုပမာဏမီယံစက်ရုံတရုံလိုအပ်ကြောင်းပြောရာဂျင်ဟီကချက်ချင်းသဘောတူခဲ့ပါတယ်။စက်ရုံကိုချစ်ရသူများနှင့်အတူစတင်ဖွင့်လှစ်ခဲ့ပြီးတင်းကျပ်စွာကြီးကြပ်ခဲ့ပါတယ်။ရဲရာရှိဟွာကကနေဒါလျှောက်လွှာဖြင့်နောက်ဆုံးအကြိမ်လာရောက်ခေါ်ဆောင်ခဲ့တော်လဲဂျင်ဟီကသူ့အနာဂတ်နှင့်စီးပွားရေးမှာဒီမှာပင်ရှိကြောင်းညင်သာစွာညင်းပယ်ခဲ့ပြီးထွက်ခွာသွားသည်ကိုသတင်းပေါက်မှငေးကြည့်ကြံရစ်ခဲ့ပါတယ်။နနက်တစ်ခုမှာစက်ရုံဝန်ထမ်းများကဖတ်ထုတ်ခွန်များကိုထူလွန်း6လွန်းအောင်လုပ်ထားသည်ကိုတွေ့ရသောအခါအားလုံးကိုလွှင့်ပြရန်မိန့်မာခဲ့ပြီးစူပါမားကတ်ပို့ဆောင်မှုကိုရက်လွန်ခဲ့ရတော့လဲအရေးသွေးကိုတစ်ခါမှအလျော့မပေးခဲ့ပါဘူး။သတင်းများပြန့်နှံ့သွားပြီးစူပါမားကတ်များစွာကလာရောက်ဆက်သွယ်ကြရာဂျင်ဟီကနာမည်နှင့်ထုတ်ပိုးမှုမှာသူ့ကိုယ်ပိုင်ဖြစ်ရမည်ဟုသောစီကံချက်ဖြင့်သဘောတူခဲ့တာကြောင့်ဖတ်ထုတ်များသည်တမျိုးပြီးတမျိုးပြန့်နှံ့သွားခဲ့ပါတယ်။အဲဒီနောက်ရွာမဖုံးလာပြီးအမေဖြစ်သူကွယ်လွန်သွားပြီဖြစ်ကြောင်းကြားသိရသောအခါဂျင်ဟီတယောက်ရင်ကျိုးမကင်းငိုကြွေးခဲ့ရပါတယ်။သို့သောတန်နေထံပြန်လဲခိုင်မာစွာဖြင့်ပုံမကြီးမားသောစက်ရုံကိုဖွင့်လှစ်ခဲ့ပြီးစက်ပစ္စည်းများအသုံးပြုခဲ့တာကြောင့်အင်ရှင်မဟောင်းကငါမင်းလက်တွေကိုမနှိပ်ပေးရတော့ဘူးပေါ့လို့စနောက်ခဲ့ပါတယ်။ဟောင်းကဂျင်ဟီမနက်တိုင်းဆူတောင်းခဲ့ဘူးသောဖျားရုပ်ပွားတော်လေးကိုအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ဒီနေ့မှာတော့လမ်းဘေးတွင်ပလင်းဟောင်းကောက်နေသောအဖိုးအိုတဦးကိုတွေ့ရှိရပြီးတေချာကြည့်လိုက်ရာပျောက်ချင်းမလှပျောက်နေခဲ့သောမုံဖိုးဖြစ်နေသည်ကိုတွေ့လိုက်ရပါတယ်။ဂျင်ဟီကသူ့ကိုစက်ရုံသို့ခေါ်ဆောင်သွားပြီးဒီနေ့ကစလို့ကျမအဖိုးကိုစောက်ရှောက်ပါမယ်ကျမဘဝအမှောင်မိုက်ဆုံးအချိန်တုန်းကအဖိုးဟာဖခင်တယောက်လိုရက်တီပေးခဲ့တာကိုဘဝဆက်တိုင်းမိမှာမဟုတ်ပါဘူးလို့ပြောကာဖတ်ထုတ်ကျွေးမွေးခဲ့ပါတယ်အရသာတူသေးရဲ့လားဟုမေးမြန်းရာမုံဖိုးကအရင်ကထက်ပိုတောင်အရသာရှိသေးတယ်ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒီနေ့တွင်ကလေးတဦးဘာဂါစားနေသည်ကိုမြင်တွေ့ရပြီးအမေရိကန်အစားအစာတစ်ခုသည်ဤမျိုးသို့ရောက်ရှိလာနိုင်ပါကမိမိတို့၏ဖတ်ထုတ်များကိုလည်းကမ္ဘာမျိုးတိုင်းသို့ရောက်ရှိစေခြင်းသည်ဟုစက်ရုံဝန်ထမ်းများကိုပြောကြားခဲ့ပါတယ်။သမီးဖြစ်သူ၏အကြံပြုချက်ဖြင့်ရေခဲရိုက်အစားအစာဖြန့်ချီရေးကုမ္ပဏီနှင့်သဘောတူညီချက်ရယူကာဖတ်ထုတ်များကိုနိုင်ငံတကာသို့စတင်ဖြန့်ချီခဲ့ပါတယ်။မိတ်ဆက်ပွဲနေ့တွင်ဂျင်ဟီကကူညီခဲ့ဘူးသူအားလုံးအဖိုးဘွားဆောင်တွဲဝမ်းကွဲညီမဂျင်းအင်ရှင်မဟောင်းတက်ရထားလုပ်ပေးခဲ့သူအဖိုးမုံဖိုးနှင့်ရဲရာရှိဟွာတို့အားလုံးကိုလှိုက်လိုက်လဲကျေးဇူးတင်ကြောင်းစကားပြောကြားခဲ့ပါတယ်။အခမ်းအနားအပြီးတွင်သမီးများနှင့်အတူအရာအားလုံးစတင်ခဲ့ရာတင်မောစိတ်သို့ပြန်လည်သွားရောက်ခဲ့ပါတယ်။ပထမဆုံးဝယ်ယူခဲ့ကြသောចောင်းသားများရဲစုံပုံတွေ့လျင်ထွက်ပြေးခဲ့ရသည်များမုံနစ်ထူသည်ဟုအကြံပေးခဲ့သောအဖိုးအိုတို့ကိုပြန်လည်သတိရရင်အခက်ခဲဆုံးအချိန်ကမိတွေ့ခဲ့ရသောတိုင်လုံးလေးကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ဘဝကရိုက်ချလိုက်ချိန်နှင့်ပြန်လည်မြင့်တင်ပေးလိုက်ချိန်မေတ္တာနှင့်ရုန်းကန်မှုတို့ဖြင့်ပြုလုပ်ထားသောဖတ်ထုတ်တပန်းကန်ကအမျိုးသမီးတစ်ယောက်ကိုကဘာပတ်အောင်ဆောင်ကျင်းပေးနိုင်ခဲ့ပုံတို့ကိုတွေးတော်ရင်၃ယောက်သားထိုတိုင်လုံးလေးကိုဖက်ကဝမ်းမြောက်စွာငိုကြွေးခဲ့ကြပါတယ်။
ဒါဟာသမီးနှစ်ယောက်နဲ့ဘာမှမပါဘဲမြို့ကြီးတို့ရောက်ရှိလာပြီးမိမိ၏ဖတ်ထုံများကိုကဘာတို့ချပြနိုင်ခဲ့သောအမျိုးသမီးတဦး၏ဖြစ်ရမှန်ဇလန်းဖြစ်ပြီးထိုအကြောင်းကြောင့်ပင်သူ့ကို Dumpling Queen ဖတ်ထုတ်ဘရင်မန်ဟူသောဘွဲ့အမည်ပေးအပ်ခဲ့ကြပါသည်။သူသည်2019ခုနှစ်တွင်ကွယ်လွန်သွားခဲ့တော်လဲသူ၏နာမည်သည်တရုတ်နိုင်ငံ၏သမိုင်းတွင်၎င်းသူ၏ဖတ်ထုတ်ကိုစားသုံးဖူးသူများနှင့်မြည်သည့်အခါမျှအရှုံးမပေးလိုသူများ၏ရင်ထဲတွင်၎င်းရွှေစာနီအခရာများဖြင့်အစဉ်ထာဝရရေးထိုးကြံရစ်ခဲ့ပါတော့တယ်။